င်္ဂလာနေ့လည်းခင်ပါရှင် 5+ သတင်းဌာနရဲ့နောက်ဆုံးရသတင်းတွေကိုကျွန်မရင်မြင့်ထွန်းကတင်ဆက်ပေးမှာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့မြို့ပေါ်တွေမှာဆရာမလိုအပ်မှုရှိနေတယ်လို့ပညာရေးဝန်ကြီးဌာနပြောင်းစုဝန်ကြီးဒေါက်တာမျိုးသိန်းကြီးကပြောကြားလိုက်တဲ့သတင်းပါဝင်တခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ကျေးလက်နဲ့ဝေးလံဒေသတွေမှာကျောင်းသားနဲ့ဆရာအချိုးညီမျှမှုကောင်းမွန်နေပြီးမြို့ပေါ်တွေမှာဆရာမလိုအပ်မှုရှိနေတယ်လို့ပညာရေးဝန်ကြီးဌာနပြောင်းစုဝန်ကြီးဒေါက်တာမျိုးသိန်းကြီးကပြောပါတယ်။ခြေခံပညာမူလာတန်းလွန်ကျောင်းတွေမှာအလယ်တန်းပြဆရာ3ဦးအလယ်တန်းကျောင်းတွေမှာ9ဦးထက်တန်းကျောင်းခွဲတွေနဲ့အထက်တန်းကျောင်းတွေမှာတော့9ဦးလုံးဖြည့်ဆွက်ခန့်ထားလိုတယ်လို့အခုလ19ရက်နေ့ကပြုလုပ်တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့အရှိပိုင်းခေတ်မှာမှန်ပါတယ်ကျွန်တော်တို့ပထဝီဝင်နဲ့တမိုင်းဘာသာဝင်တင်ယူတဲ့သူတွေမရှိတဲ့အကြောင်းမလို့ကျွန်တော်တို့အနေနဲ့ဒါလွှတ်တော်ကိုယ်စားလှယ်ယူလဲဒါဥက္ကဋ္ဌကြီးကနေတဆင့်မြစ်တာရက်ခံပေးပါတယ်။ကျောင်းအန်တန်ရေးတရင်ပတ်တွေကိုကျွန်တော်တို့ဒါ25ရက်နေ့ကနေမေလ25ရက်နေ့ကနေ31ရက်နေ့အထိဆောင်ရွက်မှာဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့ဒါလွှတ်တော်ကိုယ်စားလှယ်များနဲ့ရောပူးပေါင်းပြီးတော့ဒါပြည်သူလူထုနဲ့ပါပူးပေါင်းပြီးတော့ကျွန်တော်တို့ဒါဟုတ်လားလွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသလိုပဲယူမဲ့သူမရှိလို့ကျောင်းတွေကမပေးတာလားအကြောင်းတွေကမပေးလို့ယူမဲ့သူမရှိတာလားဆိုတော့ကျွန်တော်တို့ဒါဝိဇ္ဇာဘာသာတွေယူသူတွေမရှိတာကိုပြန်လဲဆန်းစစ်သွားပါမယ်အိမ်မတန်အရေးကြီးပါတယ်ပညာရေးဟန်ချက်ညီမှုအတွက်အကြံပြုပေးတာကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးတင်ရှိပါကြောင်းတင်ပြလိုပါတယ်လက်ရှိခံထားတဲ့ဆရာနဲ့ကျောင်းသားအချို့ဟာဆိုရင်အထက်တန်းအဆင့်မှာ1အချို့20အလယ်တန်းအဆင့်မှာ1အချို့28နဲ့မူလတန်းအဆင့်မှာ1အချို့25ဖြစ်ပါတယ်တနိုင်ငံလုံးတိုင်းတာရအထက်တန်းအလယ်တန်းနဲ့မူလတန်းတွေမှာဆရာခန့်ထားမှုစုစုပေါင်းဆရာမ3,900,000ကျော်ခန့်ထားပြီးဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်ရှင်။စစ်တောင်းမြစ်ကဘာပြိုကျမှုကြောင့်ပြောင်းရွှေ့ခဲ့ရတဲ့ကိုတိုင်းဒေသကြီးကဝမြို့နယ်ကအိမ်ထောင်စု400ကျော်ကိုလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနကမနေ့ကထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။ကဘာပြိုကျမှုကြောင့်ပြောင်းရွှေ့ခဲ့တဲ့ကဝမြို့နယ်မမောက်ကျေးရွာကအိမ်ထောင်စု426စုလူဦးရေ2390ဦးအတွက်အိမ်ထောင်စုတစုကိုထောက်ပံ့ငွေ3သိန်းနှုန်းနဲ့ငွေကျပ်426သိန်းကိုဝန်ကြီးချုပ်ဦးဝင်းသိန်းကပေးအပ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကယ်ဆယ်ရေးပစ္စည်း10မျိုးနဲ့တပတ်စာစားနပ်ရိက္ခာတွေလည်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။ကိုတိုင်းဒေသကြီးအတွင်းဧပြီလ1ရက်ကနေမေလ19ရက်အထိဘေးဖြစ်ပွားမှု46ကြိမ်ရှိခဲ့တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့သတင်းတောက်အောင်ကပေးပို့ထားဖြစ်ပါတယ်ရှင်။အင်ဒိုနီးရှားနိုင်ငံရှိယာနဲ့ချီတဲ့တွားသားတော်ဝါတွေကိုနိုင်ငံပြင်ဘက်စီတရားမဝင်ရောင်းဝယ်ဖို့ကြိုးစားတယ်ဆိုတဲ့ဆွဲချက်နဲ့ဂျပန်နိုင်ငံသားတဦးကိုဖမ်းဆီးလိုက်ပါတယ်။ဒီလိုတရားမဝင်ရောင်းဝယ်ဖို့ကြိုးစားနေတဲ့တွားသားတော်ဝါတွေထဲမှာမွေးအိမ်မြောင်နဲ့လက်တွေပါဝင်တယ်လို့အာဏာပိုင်တွေနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ်။ကဆူဟီဒီနိုက်တိုဆိုတဲ့ဂျပန်နိုင်ငံသားကိုဂျာကာတာလေဆိပ်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။သူဟာတရိတ်ဆန်အကောင်ပေါင်း200ကျော်ကိုအိတ်တွေနဲ့ဖွက်ပြီးတိုကျိုမြို့တော်စီလေယာဉ်နဲ့ထွက်ခွာသွားဖို့စီစဉ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။တာဝန်ရှိသူတွေကအိတ်တွေအများကြီးနဲ့သူ့ကိုမတင်ကားတာကြောင့်စစ်ဆေးကြည့်ရကနေအခုလိုတွေ့ရှိခဲ့တာဖြစ်တယ်လို့တော်ရိုင်းတရိတ်ဆန်ထိန်းသိမ်းရေးအဖွဲ့အစည်းရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဆိုင်နာနန်တိုကပြောကြားခဲ့ပါတယ်ရှင်။ဘရာဇီးလက်ရွေးစင်အသင်းဟာတိုက်စစ်မှုနေမှာအပါအဝင်အသင်းရဲ့ထိပ်တန်းကစားသမားအချို့ကိုအာဂျင်တီးနား၊ဩစတြေးလျအသင်းတို့ရဲ့နောက်လာမှာခြေစမ်းမဲ့အသင်းရဲ့လူစင်မှာချန်လက်ခဲ့တယ်လို့နီးပြတိုင်တီကပြောပါရယ်။နေမာဟာ2014ကမ္ဘာဖလားပြိုင်ပွဲတွေကရီယိုအိုလံပစ်ပြိုင်ပွဲအပါအဝင်ဘရာဇီးအသင်းရဲ့အဓိကပြိုင်ပွဲအားလုံးကိုပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ကြွက်သားတင်ရပြဿနာခံစားနေရတဲ့လီဗာပူးအသင်းရဲ့ကွင်းလယ်ကစားသမားဖာမီနိုလည်းဘရာဇီးအသင်းရဲ့လူစင်မှာမပါဝင်ခဲ့ပါဘူး။ဘရာဇီးအသင်းအတွက်ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့မာကွင်ဟိုမီရန်ဒါမာဆယ်လိုအဘယ်စ်တို့လည်းအသင်းရဲ့လူစင်းမှာချန်လက်ချင်းခံခဲ့ရပါတယ်။သူတို့ရဲ့နေရာမှာမိုနာကိုနောက်ခံလူကြီးမာဆင်နဲ့ကိုရင်တီယန်ကွင်းလယ်ကစားသမားရိုဒရီဂူယင်ဟိုတို့ကဘရာဇီးအသင်းရဲ့လူစင်းမှာပထမဆုံးအကြိမ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ဆိုစီနောက်ခံလူဒေးဗစ်လူဝစ်နဲ့မက်ဆီတီတိုက်စစ်မှုဂါဘရီယယ်ဂျီဇက်တို့ဟာဘရာဇီးအသင်းရဲ့လူစင်းမှာပါဝင်ခဲ့ပါတယ်။ဘရာဇီးအသင်းဟာဇွန်လ9ရက်မှာအာဂျင်တီးနားအသင်းနောက်လ4ရက်အကြာမှာဩစတြေးလျအသင်းတို့နဲ့ခြေစမ်းပွဲရှင်ပြိုင်ရမှာဖြစ်ပါတယ်ရှင်။သတင်းတွေကိုဒီမှာပဲရနာပါမယ်။ဒီကနေ့နေ့လယ်2နာရီမှာလည်းသတင်းစီစဉ်တက်တွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဆောင်ရွက်ကြည့်ရှုနိုင်ပါတယ်။ပြည်သက်များအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။